အားလုံးပဲမင်္ဂလာပါမနေ့ကကျွန်တော်ဒီ SMBC credit card အကြောင်းလေးတော့တင်ထားရပါတော့အကိုရေးတဲ့ပါလေးလိုအပ်တယ်ပြီးရင်အကက်ကကိုလူတိုင်းရှောက်လို့ရတာငွေအမောင်းဘယ်လောက်တုံးလို့ရတယ်မိထားတဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးနဲ့ပြတကယ်လို့ပန်အောင်သွားမယ်ဆိုရင်ကိုကပြင်ဆင်သွားမှာကြတော့ကိုရဲ့ကုမ္ပဏီရဲ့အချက်လက်တွေဥပမာကုမ္ပဏီရဲ့အချက်လက်တွေမတည်ဘူးဆိုကိုခဲကနေပြီးမှကိုဆိုင်ဖြစ်ဖြစ်ပါဖြစ်လိမ့်နာမည်ကိုရိုက်လိုက်ရ Amazon လိပ်စာတွေလည်းပါတယ်ဖုန်းနံပါတ်တွေပဲအဲ့ဒါကို screenshot ရိုက်ပါပြီးတော့ဟိုရောက်ကကြဖြည့်တဲ့အချိန်မှာအဲ့ဒီကနေကြည့်ပြီးတော့ဖြည့်ရမယ်ပြီးရင်နောက်တစ်ချက်ကကြတော့ဇိုင်းလူကတ်ယူသွားရမယ်ဇိုင်းလူကတ်ကလည်းအနည်းဆုံးတက်6လကြာရမယ်ဗျပြီးရင်ကိုကဂျပန်မှာရောက်တာပေါ့အနည်းဆုံး6လရှိရမယ်ဗျအဲအကြောင်းမှသူတို့ကအဲ့ချက်လက်တွေနဲ့သူတို့ကကိုက်ညီတယ်ဆိုကြမှာသူတို့ကလှုပ်ပေးတာအဲငွေအမောင်းကြောင့်ဘယ်လောက်တုံးလို့ရလဲဆိုတော့တယောက်နဲ့တယောက်ကတော့မတူဘူးပေါ့နော်ကျွန်တော်ကတ်ကြတော့1030ပဲတုံးလို့ရပါဘူးဒီကိုယ့်ရဲ့ဒီတစ်နှစ်ဝင်ငွေပါတယ်လည်းဖြည့်ရပြီအဲ့လိုမျိုးဖြည့်တဲ့ပုံမှာမူတည်ပြီးတော့ငွေအမောင်းတက်မှတ်ပေးတာပဲထင်တယ်ပေါ့နော်ပြီးကြမှာငွေအမောင်းကိုဒီကတ်3တာပေါ့6လကျော်သွားပြီဆိုကြမှာကိုဟိုနဲ့မြင့်လို့ရတယ်ပဲကိုကဘယ်လောက်1050လုံးလား1100လုံးမလားအဲ့လိုမြင့်လို့ရတယ်ဘယ်ကိုသွားရမလဲဆိုတော့တချို့ကဘယ်ဘဏ်သွားရမလဲ SMBC ဘဏ်ပေါ့ဂျပန်နာမည်ကြပါဆူမီတိုမိုမီဆူရီလားဆူမီတိုမိုမီဆူရီခင်ကိုပေါ့အဲ့ဘဏ်ကိုသွားရမှာပေါ့နော်တော့ဟိုမှာရချင်းကကြပထမဆုံးကဒီရိုးရိုးဘဏ်ကတ်ပဲရလိုက်မှာဘဏ်ကတ်ရပြီးမှသူကတခါတည်း application လေးဖွင့်ပေးမှာ application ဖွင့်တဲ့အချိန်မှာရိုးရိုးအဲ့ထက်မှာပထမဆုံး debit mode ပဲ debit mode ကမှပြီးရင်တစ်ပတ်လောက်နေတာကြမှာသူကိုဒီကကိုရဲ့ဒီ credit card number တွေပါတယ်ဥစ္စာလေး security code ပါတယ်ကတ်လေးကိုတက်ပို့ပေးတာသူကကြတခြားဟိုကတ်တွေလိုမျိုးဒီကတ်ပေါ်မှာလို့ credit number တွေ security code တွေရေးထားမှာသူကဒီကတ်လေးနဲ့တီးတန့်ပေါ်နော်အဲ့ကတ်လေးကိုတက်သိမ်းထားရတာပေါ့ပြောအဲ့ကတ်လေးမှာ credit number ပါမယ် security code ပါပြီး expire date ပါမယ်ပေါ့နော်အဲ့လိုမျိုးရှိရပေါ့နော်တစ်ပတ်လောက်နေကြကြမှာအဲ့ကဒီဟာလေးရောက်လာပြီဆိုမှ application နဲ့ကို credit mode ကိုပြန်ပြီးတော့ချိန်ပြီးတော့လုပ်ရတာပေါ့ဗျာဒီလိုကဈေးသုံးတဲ့အခါမှာကို credit mode နဲ့သုံးမယ်ဆိုရင်အဲ့က application နဲ့ credit mode ကို on ထားပါတော့ဒီလိုပတ်စံဖြည့်ပြီးတော့ debit mode နဲ့ပဲသုံးမယ်ဆိုတော့ debit mode ကိုဖွင့်ပြီးတော့အဲ့လိုမျိုးသုံးရတာပေါ့နော်လူတိုင်း credit mode ကရမရတော့မသိဘူးပေါ့နော်ကျွန်တော်ကတုတ်တိတ်ကီနိုဗီဇာဆိုတော့ဒီ credit mode ရခဲ့တယ်ပေါ့နော်ဒီလိုကိုကဒီတုတ်တိတ်ကီနိုခါစတိုးဗီဇာရေးဆိုတော့credit mode ကရမရတော့မပြောတတ်ဘူးနော်ကျွန်တော်ကကြတော့ debit mode ကို credit mode ကိုဒီ credit mode ကိုမှ1030အထိသုံးလို့ရတယ်။တရားနဲ့တောင်တော့မလို့တချို့ကြ10,000နဲ့ရှိမယ်1020ရှိမယ်။အားစာရများတယ်1050ပါအဲ့လိုမျိုးရောရှိမယ်ပေါ့ဗျာ။အားလုံးအဆင်ပြေကြပါစေ။ဆိုင်းနူကက်လေးပဲယူသွားရမှာပြီးရင်ကုမ္ပဏီအချက်လက်လေး screenshot ရိုက်ပြီးယူသွားပြီးတွားလျှောက်ကြည့်ပါကိုအနီးနားမှာရှိရဲ့ဘဏ်တွေပေါ့နော်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်။